လဲလို့ အမလေးမင်းနေပြီခင်ဗျာမင်းနေပြီမင်းနေပြီ အေးမင်းနေပြီမင်းဘယ်နေရလဲ ပြောရတော့မှာပေါ့ ဟောပြောရတော့မှာပေါ့ မဟုတ်ဘူးလေအဲ့ဒါကျွန်တော်နေရာပြောတော့မှာမဟုတ်ကျွန်တော်နေကိုပြောတော့မှာပေါ့ အေးပြောတော့လေငါမင်းနေဟဲ့ငါတို့စစ်သားနော်ပြသားသားပြသားပြောပြသားမင်းပြသားပြော ဟုတ်ကဲ့ပါ တိတ်မကွန့်နဲ့ အဲ့ပြောတော့မယ်နေမဟုတ်ဘူးကျွန်တော်နေရာအေယာဝတီတိုင်းသားလေးပါခင်ဗျာအေယာဝတီတိုင်းသားလေးပါခင်ဗျာ အေးရဝဒီတိုင်း ဟုတ်ကဲ့အေယာဝတီတိုင်းပါ မင်းဖေက ဥလက်တာပြင်းတဲ့ မင်းဖေကဥလက်တာပဲ ဟုတ်ကဲ့အေယာဝတီတိုင်းသားလေးအဖေနာမည်ဥလက်တာပြင်း အမေက ဒေါ်တိုက်ဖက် တော့တိုက်ဖက် ဟုတ်ကဲ့ ပြပြတခါမှမကြောက်ဘူးဒီနာမည်မျိုးတွေမင်းတို့အေးရတိုင်းမှာပေးတယ်လား ဟုတ်ကဲ့ခင်ဗျာ တော့တိုက်ဖက်ဟုတ်ပြီနာမည် ဟုတ်ကဲ့ နာမည် အိုးဆရာလွတ်တာလွတ်လိုက်စားပါဆရာလွတ်လိုက်စားပါအမလေး ဟမ်မင်းဘာကိုပြောနေတာလဲမင်းရဲ့နာမည်ကိုမင်းနေတာမင်းဖေမင်းမေကပေးတာမင်းရဲ့နာမည်ကိုမင်းနေတာဘာကိုနာမည်ပြောနေတာဟမ် ဟုတ်လေနာမည်ဆိုတော့ဟိုစာရင်းပြလေးလဲမလားလို့ကျွန်တော်နှခေါင်း လေးလဲစရာလားလေးလဲလဲမင်းကပြောစရာလားငါလွတ်ထက်လိုက်မှာမင်းနာမည်ပြောတာ ကျွန်တော်နာမည်ကတော့ဘေးရာလို့ခေါ်ရခင်ဗျာ ပေးတာလို့ပြောလိုက်လဲပြီးတာပါပဲကွာ ဟုတ်ကဲ့ ပေးတာ ဘေးရာ ဟုတ်ပြီအသက် အမေကပြောတော့အင်းကနွားမကြီးပျောက်သွားတဲ့အချိန်လို့ပြောတာပဲ အမဟဲ့အဲ့လိုပြောလို့မရဘူးလေမင်းတက်ကဟို10နှစ်ဆို10နှစ်အနှစ်20ဆို10နှစ်အဲ့လိုပြောလေနမကြီးခိုးတာငါဘယ်လိုသိမှာ ဟိုလာပြကျော်တရက်နေ့30ကနေပြီးတော့3နှုတ်တော့လောက်ရှိပါတယ်20ခွန်ကွာ29ကနေပြီးတော့ထပ်ပြီးတော့နှုတ်ဆက်မအောင်ကွာ ဘယ်လောက်နှုတ်ကမှာလဲ နေပြီးတော့29ဆိုတော့26 25 24 ကျွန်တော်တက်က21 21လို့ပြောလိုက်လဲပြီးတယ်ငါစိတ်ရှိတယ်နော်ငါစိတ်ရှိတယ်ဟေးတွေ့ပြီ21နဲ့ဟုတ်ပြီရပြီဘယ်နေရလဲနေရ မဟုတ်စီရဲ့ကျွန်တော်ရှင်းနေတာမဟုတ် အေးဘယ်နေရလဲလို့ငါမင်းနေ ကျွန်တော်မိတာလား မင်းမေးတာလေ သူ့မေးတယ်အောင်မေးလို့ပါဗျာ တော်တယ်မင်းကငါမင်းနေတာဒီကောင်မင်း ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ မျက်နှာအနာကြီးကြတာ တော့ဟုတ်တော့ အုံတော့ ဟုတ်ကဲ့ပါ အုံတော့အဖေက အဖေကအုံမြင့် အုံတော့ရွာကအ ုံမြင့် ဦးအုံမြင့် ဟုတ်ကဲ့ပါအုံမြင့် ဦးအုံမြင့်ဟုတ်ပြီအမေက အုံမြင့် ဒေါ်အုံမင်း တော့အုံမြင့် အာအုံမင်း ဒီမှာကျိုးပေးနေတယ် မင်းနာမည် အမေကအုံမြင့်ဆိုတော့တားနေမယ်အုံစီ အုံဒီ ကျွန်တော်ညီမလေးနာမည်ပါယုံလားတစုသွေးဖြူဝဲနေတာ သူ ပဲ လေးလေးသူသွေး ကျွန်တော်ညီမလေးကဖြူဝဲတာပဲချစ်စရာလေးကြိုက် မလုံးမလုံးမင်းတမမလုံးမင်းမဲလို့တယ်နော်မင်းမမ ဒီ လုံး သားသူစီရင်တော့အောင်မလို့ မင်းအသက်ပြော ကျွန်တော်တို့အမေနဲ့ဖိနေရန်ဖြစ်တော့27နှစ်ကိုတဲ့သူက365ရက်ပြန်လျှော့လိုက်တဲ့ တနေ့ပြန်ဆို တနေ့ပေါ့ကွာတနေ့ဆိုတနေ့ပြောလိုက်ပါလားမင်းရတယ် ပြန်ပြုံးမှာအဲ့ဒါကျွန်တော်ညီမလေးကအိတ်နေနဲ့လန့်လို့တော့27နှစ်လို့ပြောတယ် ဟောပါပြီ21ဆိုတော့21ရပြီရှောင်းရှိတယ်ဘယ်နေရ မင်းတကူ အေးမင်းနေတယ်ဘယ်နေရလဲလို့ မင်းတကူ ဟောမင်းနေတယ်မင်းဘယ်နေရလဲလို့ မင်းတကူ ဟဲ့ကောင်ငါစိတ်ရှိတယ်နော်မင်းကငါမေးနေတယ်မင်းဘယ်နေရလဲလို့ငါမေးနေတယ် ဆရာကြီးကျွန်တော်ရွာနာမမင်းတကူရွာ ကြောက်တယ် မင်း မေးတကူရွာရဲ့လို့ မင်းတကူရွာ မေးတကူရွာအထက်ဘက်ကလား ဟုတ်ကဲ့ကျွန်တော်အထက်ဘက်က ဟုတ်ပြီမင်းအဖေနာမည် မပြော ဟမ်ပြောရမယ်လေလူကြီးကမေးနေတာမင်းအဖေနာမည်ဘယ်သူလို့ မပြောဘူး ပြောဟဲ့ကောင်မင်းအဖေနာမည်ပြောလားမပြောလား မပြောဘူးလို့ ဟဲ့ပြောတော့ မဟုတ်ဘူးဆရာကြီးကျွန်တော်ဖေနေမှာဦးမပြောဘူး ပြေးရရှာလို့ကွာနာမည်များဥမပြောဘူးထားလိုက်တော့ တော်တဲ့အေယာဝီရဲ့စံတက်တာ ငါတည်းနေ ထားပါတော့ထားပါတော့ငါတော်တော်စိတ်ရှိတယ်နော်မင်းအမေနာမည်ပြော မသိဘူး ဟဲ့ကောင်ကို့မွေးတဲ့အမေတော်မသိဘူးလားမင်းအမေနာမည်ပြော မသိဘူး ဟဲ့ပြောလို့ငါပြောနေနော် ကျွန်တော်မင်းနေမှာတော့မသိဘူး မင်းအမေနာမည်မသိဘူးတော့မသိဘူး တော့မသိဘူး ဘလူလူမျိုးကြီးလည်းမသိပါဘူးကွာတခါမှမကြောက်ဘူးတော့မသိဘူး တော့မသိဘူးသူလည်းအေယာဝီတဲ့စံတက်တာပဲ ငါ့ဆောင်ပါ တက်ချင်နေတဲ့တရားတက် ငါ့ကိုမတက်နေလေငါ့ မင်း ကို ကိုတက်စရာလားမင်းအုံးမမဟုတ်တာငါအေယာဝီတဲ့စံတက် ကျွန်တော်တက်တာကိုသူလိုက်တက်တယ် မင်းနာမည်ပြော ကျွန်တော်နာမည်လားဟိုတင်လွင်မိုးပေါ့ ထင်လွင်မို့ပေါ့ တင်လွင်မိုးပေါ့
ဆရာကြီးကကျွန်တော်ငယ်ကြီးစားနာမည်ကိုသိနေတယ်အမျိုးတွေလားမသိဘူးဆရာကြီး အသက်ကိုပြောနေတာ အဲ့ဒါကျွန်တော်ကောင်မသိတဲ့နာမည် မဟုတ်ဘူးရမင်းရဲ့မွေးသက်ကြီးအသက်ကိုမေးနေတာမင်းအသက်ကိုမေးနေတာအသက်ဘယ်လောက်ရှိလဲမေးနေတာ အော်ကျွန်တော်တက်လားညတော်မြင့်တာတပ်ပြင်းညူတကိုးကြည့်တာရွှေစည်းကုံလက်ရမြောက်တာအာနန္ဒာရှူခင်းလာတာဘူးပြည့်နဲ့ရွှေစံတော်တော်တဲ့ကကောင်းပုံမီးလုံတော့နွားနဲ့ကောင်ပြောက်တယ်ကျက်တက်ကောင်ပြောက်တယ်ကြည့်မလို့ညမှာခိုးခံရတယ်ဆိုတော့ကျွန်တော်တို့နွားကို အဲ့ဘယ်လိုချင်းပါမင်းသက်ပဲပြောပါငါယူနေလာပြီနော်အဲ့ရောက် ကျွန်တော်တက်လား အေး အဲ့နွားနှစ်ကောင်ပေါ်တဲ့အချိန်မှာကြက်ခိုးခံတဲ့ဂျားထဲမှာမွေးတော့ကျွန်တော်အသက်က14 5 60 60ကို30နှုတ်ဘယ်လောက်ကျန် 30ကျန်ကွာ 30ကို9နဲ့ပေါင်း35 15ပြန်တော့ကျွန်တော်အားလုံးပေါင်း21နဲ့ပါ 21ပဲကွာသူတို့အတူတူပဲ21ဆိုလဲပြောလိုက်ပြီးသွားပြီငါယူနိုင်တယ်မင်းတို့နှစ်ကောင်မင်းတို့3ယောက်နဲ့ဟုတ်ပြီပြပြီငါပါဆက်လို့အောင်ဟောသိပြီဆေးစစ်မယ်ပါမင်းတို့တော့စစ်တာအောင်သွားပြီဆိုတော့ကမင်းတို့တင်တန်းတက်ပြီးတာနဲ့စစ်သားရဖြစ်ပြီနော်ဟေးဟာလို့ စစ်သားရပြီသူတို့ကိုစီရလို့ ဟောနမေပြည်ညမှာမရှိကွာအတင်းတန်းတော့မကြက်ရသေးဘူးမင်းလေ ဒီကောင်တော့ငိုနေတင်တန်းတော့ခံမလားမသိဘူးဟမ်ဟေးဟေးနေကွာတော့ငိုတာကြိုက်မင်းကတွေ့မယ် ဟုတ်ကဲ့ပါ ဒီမှာမင်းတို့စစ်သားဖြစ်သွားပြီစစ်သားဖြစ်သွားတဲ့ခါမှာစစ်သားစိတ်တော့မိုးရမယ်မင်းတို့ရသားရင်မို့တော့ဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့တို့စစ်သားဝင်နေဆိုတာဒီတိုင်းရိုးဝင်လို့မရဘူးရည်ရွယ်ချက်တော့ရှိရ ရှိတာပေါ့ဆရာကြီး ဟုတ်ပြီနော် โอเค ကဲဖေးတာစပြောတာ အော်ရည်ရွယ်ချက်ပြောရမယ်ဆိုရင်တော့ရည်ရွယ်ချက်ဆိုတာရှိပါလေလူတယောက်မှရည်ရွယ်ချက်ရှိရလဲကျွန်တော်ဟိုခေါင်းမှာမြတ်စွာဘုရားလက်ထက်တည်းရည်ရွယ်ချက်တွေဘယ်လောက်ထိရှိသလဲဆိုရင် ဟေးအမင်းငါ့ကိုရိုးပြောလို့မရဘူးလားရိုးတန်းတန်းပြောလို့မရဘူးလား ဇက်ကဘာလို့ကျွန်တော်ကဇမင်းသားလေးပါ အေးဇမင်းသားဇက်ထဲတော့ပြောဒါတက်ထဲမှာဇက်ကုန်မမဟုတ်ဘူးနော် โอเค တက်ထဲရောက်နေပြီ ဟုတ်ကဲ့ခင်ဗျ အေးပြတ်သားသားနဲ့ပီပီသားသားပြောမလေးစီအောင်အေးဘောကြီးညပဲလာမလို့နဲ့ ဟုတ်ကဲ့ နော်ပြောဘာဖြစ်လဲဘယ်လိုလုပ်စစ်တဲ့ဝင်နေတာပြော ရည်ရွယ်ချက်ပြောရမယ်ဆိုရင်အမလီမမယေမမယေမေဘီရည်ရွယ်ချက်မေဘီအမမပြောရလား ပြောငါစိတ်ရှည်တယ်နော်ပြောရိုးတန်းပြောလို့မင်းငါပြောတာလေ အချင်းကပါနေလို့ဒီလိုရှိပါလေဆရာကြီးကျွန်တော်ကဇမင်းသားလေးဆိုတော့လေကျွန်တော်ဇက်ထောင်ပြီးတဲ့ဆက်စရာကျွန်တော်နဲ့အသက်90လောက်ကြီးတဲ့မမတယောက်နဲ့ကျွန်တော်အိမ်အောင်ကြခဲ့ပါပြီအဲ့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဇက်ကို3နှစ်တိတိကတယ်အဲ့3နှစ်ကပြီးတဲ့အချိန်ထိကျွန်တော်ဆိုရင်လေအင်မတန်မှဂရုစိုက်ပါလေဒါပေမဲ့ကျွန်တော်ကဒီဝစားတွေတာတာနာဝရွှေတွေငွေတွေစင်းတဲ့ခါကျတော့ကျွန်တော်ဘာမှမကြိုက်ဘူးတဲ့နင်အဲ့လားမဝေ့အောင်လေစုပ်စုပ်ပြပြဝေ့ရမယ်လေကျွန်တော်ဘာဖြစ်လို့လဲမမရေးမိတဲ့ခါကျတော့မမကျွန်တော်ပြန်ပြောတယ်နင်အဲ့လိုဝေ့တဲ့ခါကျတော့လေကောင်မလေးကနင့်ကိုကြည့်တဲ့ခါကျတော့အမလေးနင့်ကိုကောင်မလေးကလေဟိုဒီဆွဲဆိုငါ့ကိုနင်ပြစ်ခေါ်တော့မှဆိုတော့ကျွန်တော်စုပ်စုပ်ပြပြကိုခိုင်းနေဆရာကြီး အဲ့ဘာဖြစ်လို့လဲ မနာလို့လားဆရာကြီး ချစ်တယ်ပူတာ ဟုတ်တယ်ဆရာကြီးကျွန်တော်စုပ်စုပ်ပြပြကိုခိုင်းနေကြတော့အပီပီဦးစားလေးကိုတည်းပါတိတ်ဆိုဘူးပါတိတ်ကွမ်းဆက်လက်ကောက်ဆိုရင်လည်းလေရွှေလက်ကောက်ဆိုရင်လည်းဒီလိုဒလောင်စစ်တီရောက်တယ်ဗျာအော်အဲ့ကျွန်တော်ကြတော့စုပ်ပြတ်ဘူးတော့သူကြတော့ဘာလို့အဲ့လိုဝေ့ရလဲမမရဲ့လို့မေးတဲ့ခါကျတော့မဟုတ်ဘူးလေတဲ့ငါအဲ့လိုဝေ့တဲ့ခါကျတော့နင်းကိုဇန်းတင်ပြီးသားဖြစ်သားလေတဲ့နင်းနဲ့တတိကတော့ရဲ့တတိသမီးရဲ့ကတော့ဖြစ်သွားကတော့မဟုတ်ပါတတိသမီးရဲ့ မင်းကပြောရင်ရှုပ်ပြီ တတိသမီးရဲ့ယောက်ျားဖြစ်သွားလေတဲ့အဲ့ကြောင့် तू ကတတနန်းနန်းဝတ်တယ်ဆရာကြီးရဲ့အဲ့လိုပဲကျွန်တော်စားတဲ့ခါကျတော့လေအားရပါရလေကျွန်တော်နွားနူလို့မလိုင်းလို့ချစ်ဦးလို့အားရပါရစားတယ်စားတော့အဲ့တော့မစားနဲ့လေကျမ်းမာရေးထိခိုက်တယ်တဲ့ကျွန်တော်အဲ့ဓမင်းကျန်းနဲ့ငါ6ပုံနဲ့ကျွေးတယ်ဆရာကြီး သူကြတော့ဘာစားလဲ သူကြတော့လေဟမ်ဘာဂါတို့တီဦးတို့တနေ့ကိုတီဦး9ဘွဲ6ဘွဲ9ဘွဲမကစားတယ်အမမအဲ့ဒါဘာလို့စားလဲဆိုတော့မဟုတ်ဘူးတဲ့ငါအဲ့လိုစားမှငါဘွားဖိလာတဲ့ခါကျတော့နင့်ကိုပြုစုနိုင်မယ်တဲ့အခုတော့သူနဲ့ကျွန်တော်နဲ့ကွဲသွားပြီဆရာကြီးကွဲသွားပြီ အဲ့ဒါနဲ့ပဲမင်းစစ်တဲ့ရောက်လာတာပေါ့ သူနဲ့ကျွန်တော်နဲ့မညာကြီးအချင်းအစားပြီညားတဲ့အချိန်ထိသူ့ရဲ့အိမ်တော်ကြီးကနေပြန်လာကိုလည်းခါကြတော့သူကျွန်တော်ကိုထားခဲ့တယ်ကျွန်တော်ဇက်သမားလေးပြီးတာလေအင်မတန်မှအသေးဒီနာပြီးတော့ခံစားရလို့ငါဒီလိုလုပ်လို့မရတော့ဘူးဇမင်းသားနဲ့ဒီလိုမိတ်ကတည်းမလိမ့်တော့ဘူးယောက်ျားဖြစ်တဲ့တန်းနဲ့ယောက်ျားစစ်စစ်အေကံပြည့်တဲ့တန်းနဲ့စစ်တပ်ထဲကိုဝင်မယ်ဆိုပြီးတော့ရွေးချက်ကြီးမှာပါလေဆရာကြီး မင်း
င်းရွေချက်ကလည်းတိတ်မဟုတ်သေးပါဘူးကွာအသက်ကွဲဝင်လာတဲ့ဒီဇိုင်းဖြစ်နေကဲထားပါတော့ဒီစိတ်တွေဖြောက်အောင်မနော်ဒုတိယရောက်လာ ဖြောက်နေပြီဆရာကြီး ဘယ်ကောင်ပြောသား အဲ့လိုရည်နေရတာလေ ပင်တော့မကြက်သေးဘူးရှီတန်းလည်းမထွက်ဘူးနမိတ်မရှိနေမှမရှိငိုးမနေနဲ့ ရလို့မလို့ငါရဲ့အဖြစ်ပြဟောင်းနေသွားတယ် မင်းအမေသေးလို့စိတ်ထဲဝင်လာတာတော့မဟုတ် ဟုတ်ရကျွန်တော်တို့လက်ထဲမှာလေကျွန်တော်ကြီးသား2ယောက်ထားပါဆရာကြီး ဟောလာပိုင်းတယောက် 2ယောက်တော့ကျွန်တော်အရင်ချစ်ပါတယ်ကျွန်တော်လည်းသူတို့2ယောက်ကိုအရင်ချစ်ပါတယ်အဲ့ဒါသူတို့2ယောက်ကလေကျွန်တော်တကြဲနောက်3ရက်ကြာရင်နဲ့လာခိုးရမယ်တဲ့2ယောက်စလုံးကတယောက်ကဆက်ချုပ်ပါတယ်တယောက်က9ယောက်ပါတယ်အဲ့ဒါဆက်ချုပ်တဲ့ကောင်မလေးကတကြဲနောက်ဆုံးရက်လာဖို့ကျွန်တော်ကကြီးနဲ့ထိုးမယ်တဲ့9ယောက်နဲ့ကောင်မလေးကလည်းတကြဲနောက်ဆုံးရက်လာဖို့ဓမ္မနဲ့ခုံးမယ်တဲ့ ငါတို့အဆုတ်ချက်တဲ့ဆုတ်လိုက်ပေါ့ အဲ့ဒါသူတို့2ယောက်ကဝိုင်းထိုးကျွန်တော်တေးပါလေသူတို့တေးတော့မခံဘူးသူတို့2ယောက်လုံးလည်းဘယ်သူယူလို့ယူရမှမသိဘူးအဲကြောင့်မလို့ကျွန်တော်တေးစင်တိုင်းပြီးတော့ဘယ်ကျွန်တော်ဝေး လေကောင်းလိုက်တဲ့ရည်ကျဲကောင်းလိုက်တဲ့ရည်ကျဲဟမ်ကြီးစားနေတော့ဘသူယူအောင်မသိလို့တက်ထဲဝင်လာတော့ကွာထားပါတော့ထားပါလေပြောသားမင်းအောင်အဲ့မင်းဘောက်ကူလား ဟောမဟုတ်ဆရာကြီးသူ့တက်ကူးသွားလို့ကျွန်တော်ကလေကျွန်တော်ကြီးစားလေးတယောက်ကျွန်တော်ထားပါကျွန်တော်ကြီးစားလေးကလေကျွန်တော် ဟမ်ဟဲ့မင်းမျက်နှာရိုးပြောသားကွာငါဘာမှလေးဖြတ်စင်လာပြီ မဟုတ်ဆရာကြီးရဲ့ကျွန်တော်ခံစားချက်တွေမိုးတွေတွင်းနေတာပါကျွန်တော်ကြီးစားလေးကကျွန်တော်ဘောအရင်ချစ်ရှာတာသိလားကျွန်တော်ကတော့ပြောကျွန်တော်ကဘာမှပြန်မပြောဘူး ဘာဖြစ်လို့လဲမင်းကိုချစ်လို့လား နားလေးနေလို့အဲ့ဒါလေးကိုကျွန်တော်ဂိယူနာတက်ပြီးချစ်နေတာဆရာကြီးရဲ့သူ့ရှိမှလေသူ့မျက်လုံးကိုစိတ်ကြည့်ပြီးကျွန်တော်ငေါငါပြောတာကျွန်တော်တစ်ချက်ပြန်မကြည့်ဘူး အော်မင်းကိုကြောက်လို့လား မျက်လုံးဆွေးနေတယ် ဟော ကျွန်တော်ဘာပြောကျွန်တော်ဘယ်တော့စူးကျွန်တော်ဘယ်တော့ရိုက်ကျွန်တော်ဘာမှပြန်မလုပ်ဘူးသူ့မှာလေပြုံးနေပဲခံရရှာရဲ့ အော်မင်းကိုချစ်တာလား မဟုတ်ဘူးသွားခေါ်နေတာသူငိုတာရှိသလိုပဲ ဟောရှုပ်နေတာပါပဲကွာ မဟုတ်ဘူး तू ကကျွန်တော်ပြောတယ်ကျွန်တော်လည်းဗလာလည်းသူများကြီးလောက်မတောက်တော့လေညွန့်ညောင်းလေးသွားတယ်ကျွန်တော်ကလွင်မိုးနဲ့တူတယ်ဆိုပြီး तू ကကြိုက်တာ ဒီရုပ် ကြိုက်တော့သူနဲ့ကျွန်တော်လည်းရီးစားတယ်ပြစ်ပြီးတော့ဒီဝင်ကန်ကြီးတပတ်လောက်လုံးမှကျွန်တော်ဝမ်းလျှောပါတယ်ဆရာကြီးရဲ့ဝမ်းလျှောတော့ကျွန်တော်မျက်နှာလေးပဲကြံခဲ့တယ်ကိုလုံးပိန်ကြသွားတော့လွန်မိုးနဲ့မတူတော့ဘူးလေအဲ့တော့ तू ကယူချင်းယူရင်မျက်နှာပဲယူမယ်တဲ့ဆရာကြီးစဉ်းစားကြည့်ပါလားမျက်နှာပဲယူရင်ဘာသွားဘာလို့ရမှာလဲဟုတ်တယ်မလားအဲ့တော့မျက်နှာပဲမယူအောင်ကိုလုံးမှယူရမယ်ဆိုကိုလုံးတောင်းနေဖြစ်အောင်ယောက်ျားပီတော့အောင်ဆိုပြီးတော့ကျွန်တော်တက်မတော်တဲ့ဝင်မယ်ဆိုပြီးလုပ်တာကျွန်တော်ယောက်ျားဖြစ်ရတာနဲ့ကျိုးရှိရဲ့လောက်ကိုလောက်မယ်ဆိုပြီးဒီကျဲကိုဝင်တာသူ့အမခံချင်စိမ့်နဲ့ဝင်တာ ကောက်လိုက်တဲ့ရည်ချက်တွေကွာဟမ်မင်းတို့တွေမိမမပြေလန်တဲ့စစ်တဲကိုဝင်လာကြဟမ်အေးထားပါတော့တို့တက်ထဲရောက်လာပြီဆိုတော့တက်စိတ်တော့မွေးရမယ်နော်စစ်သားစိတ်မွေးရမယ်မင်းတို့ရဲ့အတိတ်ကရှိခဲ့တဲ့ဟာတွေကိုထားခဲ့လိုက်တော့ ဟုတ်ကဲ့ပါဆရာကြီး နော်ရည်ချက်အစ်စ်တွေနဲ့စိတ်သစ်လူသစ်တမတော်အမိတမတော်ဖတ်ဆိုစိတ်တွေမွေးရမယ်ကြား ဟုတ်ပါရဲ့ ဟောဘာလို့ ဘုံတိုင်းတော့ပါဆရာကြီးကျွန်တော်တို့မသိလို့မေးမယ်ကျွန်တော်တို့တော့အောင်ကဆရာကြီးကမေးတာဆရာကြီးကဟိုတက်မလို့လေးကိုဝင်နေဟိုဒီအကြောင်းရင်း ခံယူချက်လေးကို ဒီရချက်ရှိမှာဆရာကြီး ရွေးချက်ခံချက်အကြောင်း ဒါတော့မင်းတို့ငါပြောပြမှာပေါ့ကွာ ဟုတ်ကဲ့ဆရာကြီး မင်းတို့အကြောင်းတော့ငါပြောငါအကြောင်းလည်းမင်းတို့ပြောပြမင်းတို့ငါညီကိုလို့ခင်းတော့လေ ဟုတ်ကဲ့ အဲ့တော့ငါပြောပြပါမယ်ငါတက်တဲ့ဝင်လာတယ်ငါမိမနောက်နေယူသွားလို့ကွာ